ဒီလိုမှဆက်နော်ဒါလေးမှတ်ခဲ့တာဒီအဖုံးကဒီဟာကိုကြော်သွားမှာဆိုလို့ပေါ့နော်သူရဲ့စကတ်အပြင်ကိုကြော်သွားမှာဆိုလို့မှတ်ထားခိုင်းတာဒါကိုကြော်လို့မရဘူးတချို့လေးပါတင်နဲ့ခါနဲ့အရန်ကွာတယ်လူလို့ဆိုရင်ဟိုတင်အတိုင်းရတင်ရတဲ့ဝတ်တာဒီခါတဲ့တောင်ကြော်သွားတာဆိုတော့မျိုးကြီးကြော်သွားတတ်တယ်ဒါတော့ပဲယူမယ်သုံးပါဖြစ်တယ်လို့နော်ဟုတ်တာရပြီငါအောက်ကို2.5ချုပ်စာချမ်းမယ်ဒါပြီး3ပါဖြစ်တဲ့အတွက်7 cm ချုပ်စာချမ်းရမယ်ဆိုတော့တခါလဲ7 cm ဆွေးလေးချလိုက်တော့မယ်စာရွက်လည်းလောက်တာဖြစ်တဲ့အတွက်ခါလေးဆွဲလိုက်မယ်စာရွက်မလောက်ဘူးဆိုရင်တော့နောက်မှစာရွက်ပြန်ကတ်ရင်ကတ်မကတ်ရင်ဒီတိုင်းလေးအနီရောင်လေးနဲ့မှတ်ထားဟုတ်ကမားတော့မှာဆိုလို့ချမ်းမိပြီးနဲ့ချမ်းမိလည်းနဲ့ဟောဖြစ်သွားရင်ပြန်ပြီးဆက်နေရမှာ